စေးုံကြီးရဲ့ဖြူအောင်စင်းကြံလမ်းမထက်မှာတော့စိမ့်နှံတွေကဆူရှာလို့နေပါတယ်။ညတကောင်ရံရဲ့တိတ်ဆိတ်မှုကိုဖျက်ပြေးသွားတဲ့လူနာတွန်းလဲတန်တွေကရှင်တဲကိုတထိတ်ထိတ်နဲ့တုံသွားစေခဲ့ပါတယ်။ခွဲစိတ်ခန်းရှိရမီနီကလေးကတော့စိုးရိမ်ရင်မှတ်ကိုပြနေတယ်လို့တောက်လောင်လို့နေသေးပါ။ဒီညဟာဦးမင်းနိုင်တို့မိသားစုအတွက်တော့ငရဲကြတဲ့ညတစ်ညပါပဲ။သူ့ရဲ့အသက်တမျှချစ်ရတဲ့အမွှာညီမဖြစ်တဲ့နန်းနွယ်နဲ့နန်းရွှေတို့ဟာပြင်းထန်တဲ့ကားအက်ဆီဒန့်တစ်ခုကြောင့်တေမင်းနဲ့အပြိုင်လှုပ်နေရတာပါ။ဦးမင်းနိုင်ကတော့နေရန်ကိုမှီပြီးအားကိုးရမယ်စွာထိုင်နေမိတယ်။သူ့ဘေးမှာတော့သူ့ဇနီးကရှက်ကြီးတငငယ်နဲ့ငိုကြွေးရင်ဖျားစာတွေကိုတစ်ဖွက်ဖွက်ရွတ်ဆိုနေရှာတယ်။သမီးလေးတို့တွေကိုကယ်ပေးပါဖျားသခင်။တရားကိုခေါ်သွားမယ်ဆိုလို့ရှိရင်ကျမကိုပဲခေါ်သွားပါ။အဲ့လိုပြောပြီးငိုနေတယ်။နာရီလက်တံတွေကတရွေ့၍ကုံဆုံးခဲ့တယ်။အချိန်9နာရီလောက်ကြာတဲ့အခါမှာတော့ခွဲစိတ်ကတကားကဖွင့်လာပြီးဆရာဝန်တယောက်ပင်ပန်းနွမ်းနယ်တဲ့ရုပ်ရည်နဲ့ထွက်လာခဲ့ပါတယ်။ဦးမင်းနိုင်တို့ဇနီးမောင်နဲ့ရှေ့ကိုပြေးသွားကြတယ်။ဆရာဝန်ကမျက်မှန်ကိုချွတ်တပြင်းတစ်ချက်ကိုချလိုက်ပြီးအားနာစာပြူတဲ့လေတံနဲ့ပြောလိုက်တယ်။ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပေးခဲ့ပါတယ်။ဒါပေမဲ့ကလေးမ2ယောက်လုံးကိုတော့မခင်နိုင်ခဲ့ဘူး။တစ်ယောက်ပဲကျန်တော့တယ်။အဲ့ဒီစကားကဦးမင်းနိုင်ရဲ့ကဘာကြီးကိုပြိုလဲသွားစေခဲ့တယ်။တစ်ယောက်ပဲကျန်တော့တယ်တဲ့လား။ဘာတူလဲ။သူ့ရင်ထဲမှာဆူတောင်းနေမိတယ်။ပညာတော်ပြီးမိဘကိုအားကိုးရမယ့်မိသားစုရဲ့မျှော်လင့်ချက်ဖြစ်တဲ့သမီးကြီးနန်းနွယ်လေးသာဖြည့်ပါစေလို့သူတိတ်တိတ်လေးဆူတောင်းနေမိလိုက်တယ်။ဆရာဘာတူကြံခဲ့ရလဲ။ဆရာဝန်ကဦးမင်းနိုင်ကိုစိုက်ကြည့်ပြီးနန်းနွယ်ပါသမီးကြီးနန်းနွယ်အသက်ရှင်ပါတယ်။ညီမဖြစ်သူနန်းရွှေကတော့ခွဲစိတ်ခမ်းပါတယ်ဆုံးသွားပါပြီ။ရတတပတ်တွေကုံဆုံးသွားခဲ့တယ်။နန်းနွယ်စေးုံကဆင်းလာခဲ့ပြီးဒါပေမဲ့အရင်ကလိုတက်ကြွတဲ့နန်းနွယ်လေးတော့မဟုတ်တော့ဘူးအိမ်ပြေရောက်တဲ့ကစကားတစ်လုံးမှမပြောဘူးမောင်မဲနေတဲ့အခန်းထဲမှာပဲထိုင်နေတတ်တယ်မိဘနှစ်ပါးကတော့သမီးငယ်လေးနန်းရွှေအတွက်ကြေကွဲနေရပေမဲ့ကြံရှိနေတဲ့သမီးကြီးကိုတော့အကောင်းဆုံးပြုစုကြပါတယ်ဒါပေမဲ့ဦးမင်းနိုင်ရဲ့ရှင်ထဲမှာတော့လျှို့ဝှက်ချက်တစ်ခုကသူ့ကိုနေ့စဉ်နဲ့အမျှနှိပ်စက်နေခဲ့တယ်တညမှာတော့မိုးတွေကတဲတဲမဲမဲရွာနေတယ်ဦးမင်းနိုင်ကအရက်ကိုအလုံးကျော်တောက်ထားပြီးသမီးဖြစ်သူရဲ့အခန်းထဲသို့ဝင်လာခဲ့တယ်။သမီးကတော့ဂရေမမကြောပေးပြီးအိပ်ပျော်နေပုံရတယ်။ဦးမင်းနိုင်ကသမီးရဲ့ဂရေဘေးမှာဒူးထောက်ထိုင်ချလိုက်ပြီးရှိုက်ကြီးတင်ငင်ငင်နဲ့ငိုပါတော့တယ်။သမီးနန်းနွယ်အဖေကိုခွင့်လို့ပါကွယ်။အဲ့ဒီညကအဖေကဆရာဝန်ကိုအကြက်ခံနေတာ။သမီးတို့နှစ်ယောက်ရဲ့နှလုံးတွေကပြက်စီးနေပြီ။အလူရှင်ကလည်းမရှိဘူး။တယောက်ကိုတယောက်ကယ်ဖို့ဆိုလို့ရှိရင်တယောက်စီကကျမ်းမာတဲ့နှလုံးအစိတ်ပိုင်းကိုယူရမယ်လို့ပြောတယ်။သူ့ရဲ့အတန်ကတုံရည်နေတယ်။အဖေကသမီးကိုပို့ချစ်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့သမီးကပို့ပြီးထက်မြက်တယ်။ပညာတော်တယ်။သမီးရှင်သန်နေငါတို့မိသားစုအတွက်ပိုကောင်းမယ်ဆိုပြီးအဖေကသမီးကိုရွေးချယ်ခဲ့တာပါ။ညီမလေးနန်းရွှေကိုအဖေကိုယ်တိုင်တေမင်းလက်ထဲကိုအပ်လိုက်မိရပါသမီးရဲ့အဖေသမီးကိုရွေးချယ်ခဲ့မိလိုက်တာပါ။အခန်းထဲမှာအဖေဖြစ်သူရဲ့ငိုသံကလွဲလို့ဘာသံမှမရှိတော့ဘူး။ထိုစဉ်ဂရေဘော်ကသမီးဖြစ်သူကခင်းချင်းစွာလှည့်လာတယ်။သူမရဲ့မျက်လုံးတွေကနီမြန်းနေပြီးမျက်ရည်တွေကပါးပြင်ပေါ်မှာစီးကျနေတယ်။သူမကအဖေဖြစ်သူကိုစိုက်ကြည့်ပြီးတိုးညှင်းပြီးအေးဆန်းတဲ့အလေတံနဲ့ပြန်ပြောလိုက်တယ်။အဖေသမီးတို့အဲ့ဒီနေ့ကအပျော်သဘောနဲ့အင်ကြီးချင်းလဲဝစ်ထားခဲ့ကြတာ။သမီးကနန်းရွှေပါအဖေ။